ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယခုမိတ်ဆက်ပေးမယ့်မြေကွက်လေးရတော့ပြည်တော်စုလမ်းမကြီးနဲ့လည်းနီးရမယ်ဂရမ်မီကိုလည်းလိုချင်တဲ့ပေကြဲလဲလိုချင်တဲ့မိတ်ဆွေများအတွက်တင့်တော်တဲ့မြေကွက်တွေနဲ့မိတ်ဆက်မှာဖြစ်ပါတယ်ခင်ဗျာအိုးစီးတောင်ပြူနဲ့တခြားသောတောင်တန်းပြူရာခင်းပြူတွေကိုအပြည့်အဝနဲ့ရရှိမယ့်မြေကွက်တွေဖြစ်ပြီးတော့ပြည်တော်စုလမ်းမကြီးနဲ့ဆိုရင်လည်းအနီးဆုံးမြေကွက်တွေလည်းဖြစ်ပါတယ်ခင်ဗျာမြေကွက်လေးရဲ့တရှိရနေရာကတော့ကလောမျိုးအင်းပြင်ကြီးရွာမှာတရှိပြီးတော့ကျွန်တော်တို့လမ်းကောင်းနေရာကောင်းအချက်ချကြတဲ့နေရာတနေရာလည်းဖြစ်တယ်ခင်ဗျရွှေပလင်းစားတောက်ဆိုင်နဲ့လည်းအနီးဆုံးမြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကလော126 bar restaurant နဲ့ဘိုးဘွားရိပ်သာတွာလန်းဘေးမှာတရှိတဲ့မြေကွက်တစ်ကွက်ဖြစ်တဲ့အတွက်ကြောင့်ဧည့်သည်အဝင်ထွက်လည်းအများဆုံးနေရာတနေရာကိုလည်းသတ်မှတ်လို့ရတဲ့နေရာကောင်းလေးလည်းဖြစ်တယ်ခင်ဗျမြေကွက်လေးရဲ့အကျယ်ဝန်းကတော့3.6 ဧကဝက်ကျော်ရှိတဲ့ဂရမ်မြေကွက်လေးလည်းဖြစ်ပါတယ်ခင်ဗျလမ်းရဲ့အပေါ်ဖက်ခြမ်းမှာရှိပြီးတော့နေရာကောင်းမယ်မြေကွက်ကျယ်မယ်စီးပွားရေးလုပ်ချင်သူများအတွက်လည်းပြည်တော်စုလမ်းမကြီးနဲ့ဆိုရင်လည်းဒါနှစ်ကွက်လေးပဲငုတ်တဲ့မြေကွက်တစ်ကွက်လည်းဖြစ်ပါတယ်ခင်ဗျဗျူးလာမယ်မြင်းကြီးမယ်နေရာကောင်းလေးကိုလိုချင်တဲ့မိတ်ဆွေများအတွက်လည်းတော်တော်ကြီးကိုအဆင်ပြေတဲ့မြေကွက်တစ်ကွက်လေးဖြစ်လို့လက်မလွတ်တန်ဝယ်ယူသင့်တဲ့မြေကွက်ထဲမှာလည်းပါဝင်နေခင်ဗျမြေကွက်လေးရဲ့အကျယ်ဝန်းက3.6 ဧကကျယ်ဝန်းပြီးတော့ဂရမ်မြေအမျိုးအစားဖြစ်ပါတယ်ခင်ဗျယခုလက်ရှိခေါ်ဈေးကတော့3,000ခွဲကိုညှိနှိုင်းဈေးနဲ့ရောင်းချပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်ဒီမြေကွက်လေးကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ကိုအများဆုံးဆက်သွယ်ဝယ်ယူလိုက်ပါခင်ဗျ